pattern system မှာလေ့လာရမယ်စကားပြောပုံစံလေးကတော့ no one is allowed to plus verb ဆိုတဲ့ပုံစံလေးပဲဖြစ်ပါတယ်သူ့ရဲ့မြန်မာလိုအဓိပ္ပာယ်ကဘယ်သူမှကွက်လက်ခွင့်မရှိဘူးဘယ်သူမှကွက်လက်ခွင့်မပြုဘူးဆိုလဲဘာသာပြန်လို့ရတယ်ခွင့်မရှိဘူးခွင့်မပြုဘူးဆိုတဲ့သဘောတရားပေါ့နော်ပို့ပြီးတော့ရှင်းသွားအောင်ဥပမာစာကြောင်းလေးတွေနဲ့အတူလေ့ကျင့်ကြည့်ရအောင်ဘယ်သူမှပြန်ပြောခွင့်မရှိဘူးဘယ်သူမှပြန်ပြောခွင့်မပြုဘူးပေါ့နော်ဘယ်လိုပဲဖြစ်ဖြစ်အဆင်ပြေရဘာသာပြန်ပေးလို့ရပါတယ် No one is allowed to talk back No one is allowed to talk back လို့ပြောလို့ရပါတယ်ဘယ်သူမှခွင့်မရှိဘူးဆိုတဲ့ပုံစံလေးပါလာရင် No one is allowed to ကိုပုံသေးထားနောက်ကနေပြီးတော့ verb လေးတွေလိုက်ပြောလို့ရပါတယ်အဲ့တော့ပြန်ပြောသည်ဆိုတဲ့ verb လေးက talk ပြောသည် back ပြန်၍ပြန်ပြောသည်ဆိုတော့ talk back ဆိုတဲ့ phrasal verb လေးကိုကပ်ရေးပေးလိုက်တာနဲ့ No one is allowed to talk back ဘယ်သူမှပြန်ပြောခွင့်မရှိဘူးဆိုတဲ့ပုံစံလေးဖြစ်သွားပါတယ်ဘယ်သူမှပန်းများခုခွင့်မရှိဘူး No one is allowed to pick the flowers No one is allowed to pick the flowers လို့ပြောလို့ရပါတယ်အဲ့တော့ဘယ်သူမှမြည်သူမှခွင့်မရှိဘူးဆိုလို့ရှိရင်သူစနကပြောခဲ့တဲ့ pattern လေးတိုင်း no one is allowed to ထိပြန်ကူးပြီးတော့နောက်ကသက်ဆိုင်တဲ့ verb လေးတွေကိုထည့်ရေးပေးလို့ရပါတယ်။ပန်းခူးသည်ဆိုတော့ pick the flowers ပန်းတွေကိုခူးသည် pick ခူးသည်ကောက်ယူသည် the flowers ဒီနားမှာတော့ပန်းတွေခူးတာပေါ့နော်အဲ့တော့ပန်းတွေကိုဘယ်သူမှခူးခွင့်မရှိဘူးလို့ပြောချင်ရှေ့က pattern လေးနဲ့ပေါင်းပြောလိုက်ပါ no one is allowed to pick the flowersဘယ်သူမှဒီမှာဆေးလိပ်တောက်ခွင့်မရှိဘူးမြည်သူမှဒီမှာဆေးလိပ်တောက်ခွင့်မရှိဘူးဆိုလည်းအတူတူပဲเนาะဘယ်သူနဲ့မြည်သူကအတူတူပါပဲအဲ့တော့ no one is allowed to smoke here no one is allowed to smoke here လို့ပြောလို့ရပါတယ်အဲ့တော့ဘယ်သူမှဆိုတော့ no one မြည်သူတအုပ်တယောက်မှ is allowed to အဲ့တော့ is allowed to ဆိုတာတော့ခွင့်ပြုတာပေါ့နော် no one နဲ့တွဲလိုက်တော့အငင်းပုံစံဆိုခွင့်မပြုဘူးပေါ့ smokeဆေးလိပ်တောက်သည်အဲ့တော့ဆေးလိပ်တောက်ခွင့်မပြုဘူးဖတ်ထန်ရပေါင်းပြောလိုက်မယ် here ဒီမှာအဲ့တော့ဒီမှာဆေးလိပ်တောက်ခွင့်ဘယ်သူကိုမှမပြုပါဘူးလို့ပြောချင်ရင် no one is allowed to smoke here လို့ပြောလို့ရပါတယ်ဘယ်သူမှတပ်ပုံရိုက်ခွင့်မရှိဘူး no one is allowed to take photos no one is allowed to take photos လို့ပြောလို့ရပါတယ်အဲ့တော့ pattern လေးရဘယ်သူမှခွင့်မရှိဘူးဆိုတာနဲ့ no one is allowed to ထိပြန်ကူးပါတယ်ဓာတ်ပုံရိုက်သည်ဆို take photos လို့သုံးလို့ရပါတယ်ဒါကြောင့်မို့လို့ပေါင်းပြီးတော့ပြန်ပြောကြည့်တဲ့အခါမှာ no one is allowed to take photos ဘယ်သူမှဓာတ်ပုံရိုက်ခွင့်မရှိဘူးဘယ်သူမှဝင်ခွင့်မရှိဘူး no one is allowed to enter no one is allowed to enter လို့ပြောလို့ရပါတယ်ဘယ်သူမှခွင့်မရှိဘူးဆိုရင် no one is allowed to ထိပြန်ကူးမယ်ဝင်ရောက်သည်ဆိုရင် enter ဝင်ရောက်သည်ဆိုတဲ့ verb လေးကိုကပ်ရေးပေးလိုက်တာနဲ့ပေါင်းပြောလိုက်ရင် no one is allowed to enter ဘယ်သူမှဝင်ခွင့်မရှိဘူးဘယ်သူမှအရက်တောက်ခွင့်မရှိဘူးဘယ်သူကိုမှအရက်တောက်ခွင့်မပြုထားဘူးပေါ့နော်အဲ့လိုတိတ်ပဲနဲ့အတူတူပါပဲပြောချင်လို့ရှိရင် no one is allowed to drink alcohol no one is allowed to drink alcohol လို့ပြောလို့ရပါတယ်။အော်ဖတ်ထန်အရာ no one is allowed to ထိပြန်ရေးပါမယ်။ drink တောက်သည် alcohol အရက်သေးစားရပေါ့နော်။အော်အရက်ကိုဘယ်သူမှတောက်ခွင့်မပြုဘူး။တောက်ခွင့်မရှိဘူးနော်။အဲဆိုရင် no one is allowed to drink alcohol လို့ပြောလို့ရပါတယ်။ဘယ်သူမှဒီကုန်ပစ္စည်းကိုရောင်းခွင့်မရှိဘူး။ no one is allowed to sell this product No one is allowed to sell this product လို့ပြောလို့ရပါတယ်အဲ့တော့ဖတ်တဲ့ရ no one is allowed to ထိကိုပြန်ရေးမယ် sell ရောင်းချသည် this အရာ product ကုန်ပစ္စည်း this product ဒီကုန်ပစ္စည်းအော် sell ဆိုတာရောင်းသည်ဒီကုန်ပစ္စည်းကိုရောင်းဖို့ no one is allowed to ဘယ်သူကိုမှခွင့်မပြုချဘူးဘယ်သူမှခွင့်မရှိဘူးရောင်းခွင့်မရှိဘူးဆိုတဲ့သဘောတရားပါNo one is allowed to sell this product ဘယ်သူမှစာကြည့်တိုက်တွင်စားတောက်ခွင့်မရှိပါအဲ့တော့ဘယ်သူကိုမှခွင့်မပြုထားဘူးဆိုတဲ့အဓိပ္ပာယ်ပေါ့နော် No one is allowed to eat in the library
No one is allowed to eat in the library လို့ပြောလို့ရပါတယ်အဲ့တော့ဘယ်သူမှခွင့်မရှိဘူးခွင့်မပြုထားဘူးဆိုရင် pattern လေးရ no one is allowed to ထိပြန်ကူးပါမယ်အဲ့တော့စားတောက်ခွင့်မရှိဘူး eat စားရပေါ့နော် in the library စာကြီးတိုက်ထဲမှာစားတောက်ခွင့်မပြုထားဘူးမရှိဘူးဆိုရဲအဓိပ္ပာယ်ပါဘယ်သူမှစောစောထွက်ခွာခွင့်မရှိဘူး No one is allowed to leave early No one is allowed to leave early လို့ပြောလို့ရပါတယ်ဘယ်သူမှဆို no one is allowed to အဲ့တော့ခွင့်မရှိဘူးခွင့်မပြုထားဘူး leave early စောစောထွက်ခွာခွင့်မရှိဘူးစောစောထွက်ခွာခွင့်မပြုထားဘူးဆိုရဲအဓိပ္ပာယ်ဖြစ်ပါတယ် No one is allowed to leave early ဘယ်သူမှ mobile phone သုံးခွင့်မရှိဘူး No one is allowed to use mobile phones No one is allowed to use mobile phones လို့ပြောလို့ရပါတယ်အဲ့တော့ဘယ်သူမှခွင့်မရှိဘူးဘယ်သူကမှခွင့်မပြုထားဘူးဆိုရင် pattern အရ no one is allowed to ဒီပြန်ကူးပါမယ်ဖုန်းသုံးတယ် use သုံးတယ် mobile phones တွေကိုသုံးသည့် server လေးကိုထူရဲနောက်မှာကတ်ထည့်ပေးလိုက်ပါမယ် pattern နဲ့ပေါင်းစပ်ပြီးပြောလိုက်တဲ့အခါမှာအငင်း sentence လေးဖြစ်သွားတာပေါ့နော်ဘယ်သူကမှသုံးခွင့်မပြုထားဘူးဘယ်သူမှသုံးခွင့်မရှိဘူးဒါစီးမြင်စည်းကမ်းချက်တွေအမိတ်အာဏာတွေပြောချင်တဲ့စည်းကမ်းလေးတွေထုတ်ထားခြင်းနဲ့ဆိုရင်ဒီ pattern လေးကိုသုံးလို့အကောင်းဆုံးဖြစ်ပါတယ်။ကိုက်ညီပါတယ်ပေါ့နော်။အဲ့လိုမျိုးချင်းတွေမှာဘယ်သူမှသုံးခွင့်မရှိဘူးဒီနားမှာစီးလေးတောက်ခွင့်မပြုထားဘူးဘယ်သူကိုမှဆိုရင်အဲ့လိုမျိုးလေး no one is allowed to လေးကိုသုံးပြီးတော့ပြောလို့ရပါတယ်။ကဲဒီကနေ့လေ့လာခဲ့တဲ့ pattern လေးကတော့ pattern system no one is allowed to plus 4ညီသူကိုမှဘယ်သူကိုမှကွက်လက်ခွင့်မရှိဘူးခွင့်မပြုဘူးလို့မြန်မာလိုလေးအဓိပ္ပာယ်ရပါတယ်။ကဲဒါဆိုလို့ရှိရင်တော့ဒီကနေ့ pattern လေးကိုလေ့လာရတာအဆင်ပြေမယ်လို့ထင်ပါတယ်။ Future Web Page ကနေပြီးတော့ pattern ပေါင်း100တိတိကိုပညာဒါနအနေနဲ့ share လုပ်ပြီးသွားမှာဟုတ်လို့အင်္ဂလိပ်စာလေ့လာခြင်းနဲ့ဆိုလို့ရှိရင်တော့ Future Web Page လေးကို follow လေးလုပ်ခဲ့ပေးဖို့မမေ့ပါနဲ့နော်။